ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်ခေါ်အားယူပြင်ဆင်ထားတာမြင်ရလို့ထူပဲဝမ်းသာတယ်တကယ်ပဲအသက်တာထဲမှာတချို့တွေကစဉ်းစားတယ်ဘာလို့ငါအသက်တာကဘုရားဘုံမထင်ရှားတာလဲငါလည်းသူတို့လိုဘုံတော်ထင်ရှားခြင်းတယ်ထင်တာပေါ့လေဘာကြောင့်မဖြစ်တာလဲအမျိုးမျိုးတွေးစရာတွေဖြစ်လာတယ်ဆိုတော့တကယ်ပဲလူတိုင်းရဲ့အသက်တာအဖြစ်တော့ဘုရားခင်ကဘုံတော်ထင်ရှားခြင်းတယ်မြေကြီးပေါ်တင်မကဘူးကောင်းကင်ထိဆွရစေခြင်းတယ်မြေကြီးပေါ်မှာလည်းကိုယ့်ရဲ့အသက်တာအဖြစ်သူတို့ဘာတတ်သိခံနေတာတွေကြားခြင်းတယ်အော်ဘုရားခင်ငါ့ကိုသုံးပါလားအော်ငါအဖြစ်သူပြောင်းလဲသွားပါလားပြန်သိခြင်းတယ်ဒါပေမဲ့ဘာကြောင့်ငါတို့အသက်တာအဖြစ်သူများမပြောင်းလဲလဲဘာကြောင့်ကိုယ့်ရဲ့အသက်တာကသူတို့ဘာအတွက်မွေးကြိုင်တဲ့အနက်မဖြစ်တယ်လဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ဝေငှမှာဖြစ်တယ်ခဏဆုတောင်းရအောင်အဖကိုရောကိုယေရှုတင်ပါတယ်ကိုရောကောင်းမြတ်ပါတယ်ဖကိုရောကြီးမြတ်တဲ့ဘုရားလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့အသက်တာကိုကိုရောလမ်းပြနေတဲ့အရှင်လည်းဖြစ်ပါတယ်ကိုရောနာမကိုချီးမြှောက်ပါတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားကိုရောဆက်ပြီးတော့မဆပါလမ်းပြပဲ့ပြင်ပါယေရှုပြုတော်မူပါကိုရောကောင်းမြတ်ခြင်းကိုတာ၍ခံစားစေပါဒီနေ့နှုတ်ကပတ်တော်နဲ့ပဲ့ပြင်ပေးပါဘုရားအရှင်ယေရှုနာမ၌ဆုတောင်းပြီးဆက်ကပ်ပါတယ်ဖဘုရားအာမင်အာမင်โอเคအခုဒီနေ့သခင်ယေရှုရဲ့ဧဝံဂေလိခရီးစဉ်တစ်ခုနဲ့ပတ်သက်ပြီးဝေငှမယ်ရှင်မာကုခန်းကြီး14အပိုင်ငယ်3ကနေပြီးတော့ကျွန်တော်9အထိအရင်ဖတ်ပါမယ်ဘေသနိယာတွင်ရှိမုန်အမိရှိသောလူနူ၏အိမ်၌ကိုတော်ရှိတော်မူသည်ဖြစ်၍မိမတယောက်သည်အဖိုးများစွာထိုက်သောနာဒုစီမွေစစ်နှင့်ပြည့်သောကြောက်ဖြူခွက်တစ်လုံးကိုယူခဲ့၍ကိုတော်သည်စပွဲနားမှလျောင်းတော်မူစဉ်ကြောက်ဖြူခွက်ကိုခွဲပြီးမှခေါင်းတော်ပေါ်မှသွန်းလောင်းလေ၏အချို့တို့သည်ဒေါသစိတ်ရှိသည်ဖြစ်၍ထိုစီမွေကိုအဘဲကြောင့်အကျိုးမဲ့ဆုံးစေသည်။ဒေနာယီအပြား300မကသောအဖိုးနှင့်ရောင်း၍ဆင်းရဲသောသူတို့အားပေးเสียကောင်းသည်ဟုဆို၍ထိုမိန်းမကိုအပြစ်တင်ကြ၏ဘေသနိရွာတရွာမှာသခင်ယေရှုကအိမ်တိမ်မှာရှိအဲ့မှာလူတွေနဲ့လျှောင်းနေတယ်ဒါပေမဲ့အဲ့နေရာကိုမိန်းမတယောက်ရောက်လာအဲ့ဒီမိန်းမကသူ့လက်ထဲမှာကြောက်အိုးတအိုးပါလာတယ်အဲ့ဒီကြောက်အိုးကနာဒုစီမွေစစ်နဲ့ပြည့်တယ်လို့ရေးတယ်နာဒုစီမွေနဲ့ပြည့်တယ်မရေးဘူးနော်နာဒုစီမွေရှိတယ်မရေးဘူးနော်နာဒုစီမွေစစ်ရိုးရိုးမဟုတ်နာဒုစီမွေစစ်အစစ်နော်အစစ်ပြီးမှအဲ့အစစ်နဲ့နည်းနည်းရှိတာမဟုတ်ပါလေပြည့်နေတယ်အပြည့်ရှိတာအဲ့ဒီကြောက်ဦးမှာရောက်လာတော့အဲ့ဒီမိမဘာလို့ကြောက်ဖြူကိုခွဲပလိုက်တယ်ပြီးမှအဲ့စီတွေအားလုံးတခေရွှေခေါင်းပေါ်မှာလောက်ချလိုက်တခါလုံးမွေးသွားတယ်မွေးကြိုက်သွားတာပဲဒါနဲ့အဲ့နားမှာရှိတဲ့လူတချို့ကအဲ့ဒီမိမကိုအပြစ်တင်တယ်ဟာဒီကြောက်အိုးတွေကစီဒီလောက်ဈေးကြီးတာသွားဝယ်ကြည့်ဒေနာကြီးအပြား300မကအဖိုးထိုက်တယ်ဒေနာကြီးအပြား300မကအဖိုးထိုက်တယ်ဒေနာကြီးအပြား300ဆိုတာဘယ်လောက်တန်လဲအဲ့ဒီခေတ်တုန်းကလူတယောက်ရဲ့တစ်နှစ်လုံအားခါကိုပြောတာတစ်နှစ်လုံးအလုံးလုံးမှာအဲ့လောက်ရတာဆိုတော့ဒီမိမဟာတစ်နှစ်လုံးရထားတဲ့လုံအားခါအားလုံးကိုဒီနာရုစီမွေစစ်အပြည့်ဝယ်ပြီးတော့မှသူဘာလုပ်လဲသခင်ယေရှုရဲ့ခေါင်းပေါ်မှာလောင်းပလိုက်တစ်နှစ်စာလုံအားခါနော်အဦးသီးမဟုတ်ဘူးဆယ်ဘိုးတဘိုးမဟုတ်ဘူးကျင်းတော့ကောင်းစားခြင်းနဲ့တဘိုးမဟုတ်ဘူးတစ်နှစ်လုံးရဲ့ရထားတဲ့လုံအားခါရဲ့တန်ဖိုးနဲ့ညီမျှတဲ့နာရုစီမွေစစ်တခါတည်းလောင်းချတာတခါလုံးမွေးသွားတယ်အဲ့နားမှာရှိတဲ့လူတွေတောင်မှအဲ့ဒီမိမကိုအပြစ်တင်တယ်အာနင်ဒီဥစ္စာကိုရောင်းပြီးတော့စင်ရသားကိုပေးလိုက်ရင်ဘလောက်အကျိုးရှိမလဲကြည့်တော့ဘာဖြစ်လို့နင်အကျိုးမဲ့ဆုံးရှုံးစေသလဲအပိုက်ငယ်9မှာရေးတယ်ကြည့်တော့စင်ရသားတို့ပေးလိုက်ပါလားအပြစ်တင်တယ်သခင်ယေရှုကဘာပြန်ပြောလဲအပိုက်ငယ်6မှာယေရှုကလည်းထိုမိမကိုရှိစေတော့အဘဲကြောင့်နှောက်ယှက်ကြသည်သူသည်ငါ၌ကောင်းသောအမှုကိုပြုပြီနေပါစေထားလိုက်ဒီမိမလောက်တာမှတ်နဲ့ဒီမိမငါအတွက်အကောင်းဆုံးလုပ်ပေးတာစင်ရသားတွေကမင်းတို့စီမှာအမြဲတမ်းရှိတယ်ပြန်ပြောတယ်ယေရှုကဆိုတော့တကယ်ပဲဒီမိမလောက်တာကိုတခင်ယေရှုကမှတ်တမ်းတင်တယ်မှတ်တမ်းတင်ရုံတည်းမကဘူးအပိုက်ငယ်6မှာအဲ့ဒါကိုတခင်ယေရှုကဘာထပ်ပြီးတော့တပည့်တွေကိုမှားတယ်လဲဆိုလို့ရှိရင်ငါအမှန်ကန်ဆိုသည်ကဧဝံဂေလိတရားကိုမြေတပြင်လုံးတွင်ဟောသောအရရက်တို့၌ထိုမိန်းမကိုအောက်မေ့เสียဖို့
သူပြုသောအမှုကိုကြားပြောကြလက်တမင်းတို့အေဝံဂေလိသွားတဲ့အခါမှာအေဝံဂေလိဟောတယ်ဒီတိုင်းပြန်မလာနဲ့အဲ့ဒီမိမအကြောင်းကိုလည်းပြောပြီးမှပြန်ပါဟာဘလောက်အရေးကြီးလဲအေဝံဂေလိကအရေးကြီးဆုံးလို့ကျွန်တော်နားလဲတယ်နော်အေဝံဂေလိနဲ့အမြအေဝံဂေလိဟောတဲ့နေရာတိုင်းမှာအဲ့မိမအကြောင်းဟောပါတယ်အဲ့ဒီမိမပြုတ်သွားတဲ့အမှုကဘလောက်အရေးကြီးလဲသခင်ရှုမှတ်တမ်းတင်တယ်အာမင်ဆိုတော့အဲ့ဒီကြောက်ဖြူခွက်လေဒီတိုင်းထားရင်ဘယ်နေရာမှာမှမမွေးဘူးမှတ်ထားပါအဲ့ဒီကြောက်အိုးလေကြောက်ဖြူခွက်လေကြိုက်တယ်လို့ထားလုံးဝမမွေးဘူးအထဲမှာကြည့်နော်စီမွေးအပြည့်ရှိတယ်စီမွေးအစစ်အပြည့်ရှိတယ်လုံးဝမမွေးဘူးအဲ့ဒါခွဲပလိုက်တွန်ပလိုက်ယေရှုကောင်းပေါ်အဲ့ဒီကြမှာတခန်းလုံးမွေးတာဖြစ်တယ်အဲ့တော့မွေးကြိုင်နဲ့ယနက်ဖြစ်ချင်ဘာလို့ ရလဲအိုးကအပြက်ခံရတယ်ပြန်ပြောမယ်နော်တခန်းလုံးမွေးခြင်းဘာလို့ရမလဲအဲ့ဒီအိုးအပြက်ခံရတယ်အပြက်ခံမှအဲ့ဒီစီထွက်လာမယ်အဲ့ကြမှာမွေးမှာဒီနေ့လူတွေရဲ့လက်ထဲမှာနာတို့စီမွေးစစ်အပြည့်ရှိတယ်ဒါပေမဲ့အပြက်မခံဘူးအဲ့ဒီအိုးမခွဲဘူးအိုးမခွဲတော့ဘယ်လိုလုပ်ခံမွေးမလဲဟုတ်လားတကယ်ပဲအဲ့ဒီအိုးခွဲမှအဲ့အခန်းမွေးမှာဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာစင်ကြင်ဖို့လိုတယ်နော်ဖယားရှင်ကကျွန်တော်တို့ကိုနာတို့စီမွေးစစ်အပြည့်ဆိုတဲ့ပုံစံမျိုးလုပ်ထားတယ်ဒါပေမဲ့ကျွန်တော်အပြက်ခံမှဘာဖြစ်လဲမွေးတာဖြစ်တယ်ဒါကြောင့်ယေရှုလည်းသူ့ကိုယ်သူဘာပြောတယ်လဲကြည့်အောင်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7အပိုင်ငယ်24ကျွန်တော်ဖတ်ပါမယ်ငါအမှန်ကန်ဆိုသည်ကမြေ၌ကျသောစပါးစိတ်သည်မပြက်လျင်တခုတည်းနေ၏ပြက်လျင်မူကားများစွာသောအသီးကိုတီးတတ်၏ကြည့်နော်တခင်ယေရှုကသူ့ကိုယ်သူဥမာပေးတာသူကစပါးစိတ်ပေါ့နော်စပါးစိတ်ကမြေမှာကျပြီးမပြက်ရင်တစ်စိတ်ပဲတဲ့ပြက်သွားရင်အပင်ပေါက်လာမယ်အသီးအများကြီးတီးမယ်ဒါမဲ့အသီးအများကြီးတီးဖို့ဘာလို့လဲအပြက်ခံဖို့လိုတယ်ယေရှုရဲ့အသက်တာမြေကြီးမှာခံပြီးတော့ဘုရားစိုက်တယ်တခင်ယေရှုကသူ့ရဲ့အသက်တာကိုအပြက်ခံတယ်နော်သူ့ရဲ့ခန္ဓာအပြက်ခံတယ်အပြက်ခံတဲ့အခါကျမှဒီနေ့မြောက်များစွာသောဘုရားသားသမီးတွေမွေးဖွားလာတယ်အသီးအများကြီးတီးတယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တာကယေရှုရဲ့အသက်တာလည်းဗာလဲမြေကြီးပေါ်မှာသူ့ရဲ့ကိုယ်ခန္ဓာအပြက်ခံရတယ်ဒါမှအသီးအများကြီးတီးတာဒီနေ့မွေးကြိုင်တဲ့ယဉ်နှံဖြစ်လာတယ်အာမင်တတေဖန်နဲ့ပတ်သက်ပြီးကျွန်တော်ပြောမယ်တတေဖန်ကတမန်တော်ဝတ္ထုအခန်းကြီး9 54ကနေ60မှာသူအေဝံဂေလိဟောတယ်ကမှလူတွေကပြေးလာပြီးမှမခံနိုင်လို့ကြောက်ခဲနဲ့ပေါက်ကြကြောက်ခဲနဲ့ပေါက်တဲ့လူတွေရဲ့ဝတ်လုံကိုရှင်ပေါလုကစောင့်ပေးတယ်လူတွေကပေါက်အဲ့တော့တတေဖန်ကအဲ့မှာပြောလဲအဖာသူတို့ပြစ်ကိုလွတ်ပါတဲ့ရှင်ပေါလုကြားတယ်ရှင်ပေါလုရဲ့နှလုံးထဲမှာတတေဖန်ကျဲတဲ့မျိုးစိကျသွားတယ်ဒါတော့တတေဖန်အပြက်ခံလားအပြက်ခံနဲ့တတေဖန်ကအပြက်ခံသွားတာကြောက်ခဲနဲ့ပေါက်ခံသွားတာသေသွားတယ်နောက်ဆုံးဟာလားသူအသက်ဝိညာဉ်ရုပ်သိမ်းလိုက်ပါလို့ပြောယူရတယ်တတေဖန်ကကျင်းတော့ဒါပေမဲ့သူကိုခန္ဓာအပြက်ခံတဲ့အခါမှာကျမ်းစာကပြောလဲအပြက်ခံရင်အသီးအများကြီးတီးမယ်အပြက်ခံရင်မှုေးသွားမယ်တခါလုံးအခုတတေဖန်အပြက်ခံတယ်အပြက်ခံတဲ့နေရာကနေတမန်တော်ဝတ္ထုအခန်းကြီး9မှာရှင်ပေါလုပြောင်းလဲလာတယ်အာမင်တမန်တော်ဝတ္ထုအခန်းကြီး9 1ကနေ18ဒီဘက်ရဲ့ရှင်ပေါလုပြောင်းလဲတာကိုတွေ့ရတယ်ပြောင်းလဲပြီးတဲ့နောက်ပိုင်းတမန်တော်ဝတ္ထု22အပိုင်ငယ်19-20ရောက်လာတဲ့အခါမှာရှင်ပေါလုရဲ့သက်သေခံချက်ကိုအဲ့ဒီမှာတွေ့ရတယ်ကျွန်တော်ဖတ်မယ်အကျွန်ုပ်ကလည်းသခင်ကိုရော့ကိုယုံကြည်တော်သူတို့ကိုအကျွန်ုပ်သည်ထောင်ထဲ၌လောင်ထား၍တရားစရက်များ၌ရိုက်သည့်အကြောင်းကိုသူတို့သိကြပါ၏ကိုရောဤသက်သေခံဖြစ်သောတတေပိုင်းအသွေးကိုတွန်းသောအခါအကျွန်ုပ်သည်အနား၌ရက်လျက်ကိုမြတ်ခြင်းအမှုကိုဝေခံ၍ကိုမြတ်သောသူတို့၏အဝတ်ကိုစောင့်နေပါ၏ဟုရှောက်ဆိုလျင်ဒါရှင်ပေါလုပြောင်းလဲပြီးပြောတဲ့စကားကျွန်တော်ဟာတဲ့တတေပိုင်းရဲ့အသွေးကိုတွန်းတဲ့အခါမှာလူတွေကြောက်ခဲနဲ့ပေါက်တဲ့အခါမှာအဲ့လူတွေရဲ့အဝတ်ကိုကျွန်တော်စောင့်နေတာအနားမှာသူဝခံတဲ့ဒါဆိုသူ့ရဲ့အသက်တာတွေမှာမျိုးစိကြခဲ့တယ်ဘယ်ကနေလဲတတေဖန်ခန္ဓာအပြက်ခံရတဲ့နေရာနေတတေဖန်ကခန္ဓာအပြက်ခံတယ်အပြက်ခံတော့ပေါလုဆိုတာမျိုးစိပေါက်လာတယ်အပင်ပေါက်လာတယ်တတေဖန်ရဲ့ဘလောက်မွေးကြိုင်နေရနက်လဲအခုပေါလုတတေခံတဲ့ကပေါ်လာပြီအာမင်ဒါကြောင့်မို့ဒီနေ့ကျွန်တော်အနေနဲ့ပြောချင်တဲ့အရာကဘာလဲဆိုရင်အသက်တာထဲမှာကိုအပြက်ခံမှမွေးကြိုင်တဲ့အနံ့ထွက်တာဒါနဲ့ပတ်သက်ပြီးတခင်ယေရှုကိုယ်တိုင်ဟောပြောတဲ့တရားဟောချက်တစ်ပုဒ်ရှိတယ်
အဲ့ဒါဘာလဲဆိုလို့ရှိရင်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အပိုက်ငယ်30ထိုသခင်သည်တိုးပွားခြင်းရှိရမည်ငါမူကားဆုပ်ယုပ်ခြင်းရှိရမည်အထဲမှာရှိတဲ့သခင်တိုးပွားဖို့ငါအသက်တာဆုပ်ယုပ်ရမယ်တော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာဟာအပြတ်မခံဘဲနဲ့မှုေးကြိုင်တဲ့ယဉ်နဲ့မထွက်နိုင်ဘူးကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကအပြတ်မခံနိုင်ဘဲနဲ့များစွာသောအသီးမသေးနိုင်ဘူးကျွန်တော်ရဲ့အသက်တာအပြတ်မခံပိုင်းနဲ့တပါးသောသူတွေကျွန်တော်တို့အားဖြင့်ပြောင်းလဲဆိုတဲ့တသက်ခံချက်မထွက်နိုင်ဘူးအာမင်သခင်ယေရှုအပြတ်ခံတယ်သူအားဖြင့်လူတွေအများကြီးပြောင်းလဲလာတယ်ယေရှုပြောတယ်ငါဟာမျိုးစေ့ပဲငါမျိုးစေ့ပြတ်မှပုတ်မှများစွာသောအသီးသီးမယ်ယေရှုပြောတယ်အထက်ကသခင်တိုးပွားဖို့ငါဆုပ်ယုပ်ရမယ်ဆုပ်ယုပ်ခြင်းရှိရမယ်ဟာလားယေရှုစီကိုရောက်လာတဲ့မိန်းမနာရုစီမွေးစစ်နဲ့ပြည့်တဲ့ကြောက်ကိုခွဲပလိုက်ရတယ်ပြီးမှအဲ့ထက်ကမွေးကြိုင်တဲ့အနက်ထွက်လာတာဖြစ်တယ်တတ္တိပံအတ္တအပြက်ခံတယ်အဲ့ဒီကနေပေါလုပြောင်းလဲပြီးမှတတ္တိပံကောင်းတယ်ဆိုတဲ့တတ္တိခံချက်တွေထွက်လာတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာအိမ်မှာရှိတဲ့အခါဖျားเจ้าမှာရှိတဲ့အခါစီးပွားရေးလောကမှာရှိတဲ့အခါအပြက်ခံစရာအကြောင်းတွေအများကြီးရှိတယ်ကျွန်တော်တို့ကိုအပြက်ခံဖို့ပြင်ဆင်ထားတဲ့အုပ်စုတွေအများကြီးရှိတယ်အများကြီးရှိတယ်ကိုကအပြက်ခံရင်တော့မှုေးကြိုင်တဲ့အနံ့ထွက်မယ်များစွာသောအသီးသီးမယ်ဒီနေ့သူများကိုဖြတ်တဲ့လူတော့မဖြစ်စေနဲ့ဟုတ်လားနင့်အသက်တာတိုးပွားလာအောင်ငါနင့်ကိုဖြတ်မယ်အဲ့လိုလူထဲမှာဖခင်အသုံးပြုဖို့မဆက်ကပ်ပါနဲ့ကိုယ်တိုင်အပြက်ခံတဲ့သူဖြစ်ဖို့လိုအပ်တယ်ဆိုတာလေးကိုဝင်ရတယ်ဒါကြောင့်ဒီထဲမှာကိုယ့်ရဲ့အသက်တာမှုေးကြိုင်တဲ့အနံ့မထွက်ဘူးကိုကလည်းအပြက်မခံနိုင်ဘူးဖြစ်နေရင်ဒီနေ့ဆူတောင်းခြင်းနဲ့ဘုရားခေကျွန်တော်အပြက်ခံတဲ့အသက်တာကျွန်တော်ကိုဖြစ်စေပါကြောက်အိုးကိုကျွန်တော်ကိုယ့်အကိုခွဲနိုင်ဖို့သူများခွဲစရာမလိုကိုယ့်အိုးကိုခွဲပလိုက်ဟုတ်လားသူများခွဲရင်ပုံနာတယ်ကိုယ့်အကိုခွဲဒါမှမွေးကြိုင်တဲ့အနံ့ထွက်မှာအဲ့တော့ကိုယ့်ရဲ့အသက်တာကိုယ့်အကိုနှိမ့်ချဖို့ကိုယ့်ရဲ့အသက်တာကိုယ့်အကိုဘာဖြစ်လဲအပြက်ခံဖို့အသက်တာကိုဆူတောင်းခြင်းနဲ့စက္ကပ်ခြင်းနဲ့ဆိုရင်ရှိတဲ့နေရာမှာမတ်တရပါဆူတောင်းရအောင်အဖာကိုရောကိုယေရှုတင်တယ်ဒီကနေ့နှုတ်ကပတ်တော်အတွက်ချီးမွမ်းပါတယ်ဘုရားခင်ကျွန်တော်တို့အရောက်တိုင်းရဲ့အသက်တာထဲမှာကြောက်အိုးဖြစ်တဲ့ကျွန်တော်တို့ရဲ့အသက်တာမျိုးစေ့ဖြစ်တဲ့ကျွန်တော်တို့ရဲ့အသက်တာတကယ်ပဲဘုရားခင်ဘုဒ္ဓတော်ထင်ရှားဖို့မှုေးကြိုင်တဲ့ယဉ်နှံထွက်ဖို့လူမျိုးတကာပြောင်းလဲလာဖို့အပြက်ခံနိုင်တော်သူဖြစ်စေပါကိုကိုဖြတ်နေတယ်ဆိုရင်လည်းနားလေပြီးသဘောပေါက်ပြီးကိုဟာကိုအပြက်ခံရတဲ့အခြေအနေကိုသဘောတူတတ်တော်သူများဖြစ်ရပါမည်အကြောင်းကိုရဲ့ပြုပြပုံသွင်းခြင်းကိုနားလေတတ်တော်သူများဖြစ်ပါစေအဖာမွေးကြိုင်တဲ့ယဉ်နှံထွက်ဖို့အရောက်တိုင်းကိုတော့ကောက်ကြည့်ပေးပါတကယ်ပဲအသက်တာထဲမှာဘုံတော်ထင်ရှားတဲ့အသက်တာဖြစ်စေပါကိုအဖြစ်တပါးသောသူတွေပြောင်းလဲလာဖို့အကြောင်းဖြစ်စေပါအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအနံပါတယ်အဖဖျားအာမင်အာမင်ဘေးရလူနှုတ်ဆက်လိုက်အပြတ်ခံနိုင်တော်သူဖြစ်ပါစေအာမင် God bless you